ဒီနေ့ကတော့ဗောနော်ဒီကျောင်းကြီးလည်းပြန်ဖွင့်တော့မယ်စာရီလည်းတချို့တင်ကြတော့မယ်ဆိုတော့ကြတော့ဒီတိချာတွေအတွက်ဗောနော်နည်းနည်းပြောပြချင်ပါတယ်အဲ့တော့ကျမကလည်းဆရာမပဲဗောနော်အဲ့တော့အရင်ကတော့ဒီကျောင်းသားရေးစတင်မယ်ဆိုရှင်ကိုယ့်ဘာသာကို lesson plan ဆွဲရဗောနော်အဲ့တော့အခုတော့ AI ကိုဒီဆွဲခိုင်းခြင်းစိတ်လေးပေါက်လာလို့အဲ့လိုဆွဲခိုင်းကြည့်တဲ့အခါမှာဘယ်လိုရားစက်လေးရတယ်ဆိုတာတစ်ချက်ပြောပြပါမယ်အဲ့တော့ဥပမာကျွန်တော်ကဒီမှာ G12 ကို bio တင်မယ်ပေါ့နော်အဲ့ဆိုရှင်ဒီ ChatGPT ထဲကိုသွားတယ်ပြီးတော့လို့ရှင်အဲ့မှာအပေါင်းလေးကိုနှိပ်ပြီးအဲ့ file နေရာမှာဒီကျမတို့ရတယ်ပေါ့နော်ဒီကိုတင်မဲ့ဘာသာရဲ့စာအုပ်တင်ယူညွှန်းတန်းကိုထည့်လိုက်တယ်နော် file ကိုထည့်လိုက်တယ်ထည့်လိုက်ပြီးတော့လို့ရှင်အဲ့ဒါကိုကျမကတော့ဖြင့်ဘယ်လကနေဘယ်လထိတင်မှာပါအဲ့ဒီအတွက် lesson plan ပေါ့နော်အဲ့ဒါလေးဆွဲပေးပါဆိုပြီးတော့မှပြောလိုက်တဲ့အခါမှာဆိုရှင်ကျမတို့ဒီ G12 bio မှာဆိုရှင်အခန်း6ခန်းပါတယ်ဆိုရင်ဘယ်ဘက်မှာဘာကောင်းစင်တင်ဘယ်လိုလေးတင်ဆိုပြီးတော့ရေးပြသွားတယ်ပြီးတော့လို့ရှိရင်အဲ့ဒါပြီးသွားပြီနောက်ဆုံးမှာဆိုရင်ကိုကပေါ့နော်ဒီ note တွေထုတ်ပေးရမလား question တွေလုပ်ပေးရမလားလို့ရှင် review တွေလုပ်ပေးရမလား revision တွေလုပ်ပေးရမလားခုံးလုပ်ပေးမယ်ပေါ့နော်အဲ့မို့ကိုက PowerPoint အနေနဲ့ပြင်နေရဆိုရှင် slide တွေပြင်ပေးရအောင်မလားနော်နောက်ကလေးတွေကို mid term အတွက် question ထုတ်ပေးရမလား mid term အတွက်ဆိုသူကသူဖြတ်လိုက်တယ်ဒီနေ့ဘလောက်ကနေ chapter ဘလောက်ကနေဘလောက်ထိပေါ့နော်ဒီဒါမှမဟုတ်လို့ရှိရင် mid term မဟုတ်ဘဲနဲ့နောက်ဆုံး final အတွက် exam ထုတ်ပေးရမလားfinal အတွက်မေးခွန်းထုတ်ခိုင်းမယ်ဆိုရင်ကိုတင်တဲ့ကလေးတွေရဲ့နော်ဒီမေးခွန်းပုံစံပေါ့နော်ကိုတင်တဲ့ဘာသာရဲ့မေးခွန်းပုံစံကို file ထဲမှာထည့်လိုက်တယ်ထည့်လိုက်ပြီးတော့လို့ရှိရင်ဒီပုံစံအတိုင်းမေးခွန်းထုတ်ပေးပါဆိုရှင်သူကအဲ့ပုံစံအတိုင်း question format အတိုင်းမေးခွန်းပြန်ထုတ်ပေးရပေါ့နော်ဒါဒီကတော့ ChatGPT မှာပဲတုံးသွားတာပါအားလေးလာပြောကြတာပါ ChatGPT ကဒီတိုင်းလဲ free လုပ်လို့ရတယ်ဒါပေမဲ့လို့ file တွေအများကြီးထည့်ရမယ်အများကြီးမိမယ်ဆိုရှင်တော့သူကဒီ ChatGPT က plus တို့ပေါ့နော်သုံးမှာပဲရပါတယ်အဲ့အတွက်ဒီ ChatGPT ကို premium သုံးချင်တယ်ဆိုရှင်တော့ဒီ premium CC နဲ့လေးဆိုအကောင့်မှာတွားပြီးတော့မှပြီးပြီးမှဝယ်လို့ရတယ်ပေါ့နော်